လာပါရှင် Rose လေးပြမှာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ချစ်မောက်တဲ့ဟိုဒီခောက်ပြပေးခြင်းအင်ကြီးလေးအောင်အမချစ်မောက်အယောင်မှာကြိုက်တွေ့မဲ့အင်ကြီးလေးပါဘာလို့ဆိုချစ်မောက်တော့ချီပွန်အသားအင်ကြီးလေးကိုမရေပနာလေးပါတော့အဖက်လေးတွေဒီဇိုင်းစင်တာလေးပြီးတော့လက်လေးကလက်စကလေးလက်စကပြင်တော့လက်ပေါ်တော့အဖက်တစ်ဖက်လေးနဲ့လုပ်ကြတာပါပြီးတော့အမတို့အခုလိုကိုယ်ရည်ဒီမှာကြာဒီလိုချီပွန်အင်ကြီးလေးနဲ့ဝတ်မှာပဲအဆင်ပြေတော့မှပြီးတော့တင်လဲပုံရဲဆိုစိတ်ချီပွားလေးဝတ်ချင်တယ်အမဘိုက်ကူတယ်မိုက်ဆိုတော့ဘိုက်လေးလောချက်သွားတယ်တော့ပွားလေးပြတာပို့ကြပါနော်အမဈေးနှုန်းလေးနဲ့အမလေးချီပွန်အခုဆိုအမရဲ့ဒီတင်သားဆို2000ခုတော့2000အဲ့ဈေးတွေကမဈေးကြောင်ရဲရင်ကြီးကုန်ဒါပေမဲ့ကျမတို့ဒီမှာလေးရော2000 1500လေးလုံးဝတက်တက်လေးပြီးကြောင်ပြီးတော့ပါတယ်ရှင်အယောင်လေးလေအမတို့အရန်ဟိုမှာရင်းပြီးလာတာပါနော်အမမလေးဝတ်တာလေးဆိုရင်အညိုရောင်လေးလို့ပြောပေးပါကာကလည်းအညိုလေးပါရှင်ဒါလေးကကျတော့နိုးစိမ်းရောင်လေးရပါမယ်ကာကလည်းနိုးစိမ်းလေးပါညာလေးကကျတော့ပန်းရောင်လေးရပါမယ်ရှင်ကာကလည်း3ရောင်ပါနော်အမဈေးနှုန်းလေး2500ပါပန်းလေးရမယ်ဒီမှာလေးဝတ်တဲ့အညိုလေးရမယ်ဒါလေးကနိုးစိမ်းလေးရပါမယ်ရှင်ကာကလည်း3ရောင်ပဲကေတာဆိုလို့ဒီနေ့ကျမလေးကမလေးရဲ့ Rose လေးစီမလို့ဒီနေ့အယောင်လေးနဲ့တူလာမလို့ရပါပြီရှင်